အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့သမီးလေးရမ်းမေစီနဲ့ကမွန်ကျင်ဝတ်သားပေါင်းလေးလှူစားပြပါတယ်ရှင်အဆုံးပြီးလိုက်ကြည့်ပေးကြပါဦးနော်အရင်ဆုံးအနေနဲ့ဝတ်သားတောက်စင်လေးထည့်မယ်ပြီးရင်ကိုရေးစီးထားတဲ့ကမွန်ကျင်လေးတွေထည့်ပါမယ်ရှင်ပြီးရင်စစ်တော်လေးလည်းထည့်ပါမယ်ပြီးရင်တော့ဆန်မုံထည့်တယ်ပေါ့နော်ဆန်မုံကိုသမင်းစားစွန်းနဲ့3ဆုံးလောက်ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့စားနဲ့ချုံမုံထည့်ပါတယ်ပြီးတော့ရင်တော့ကမွန်ကျင်ရဲ့အရွယ်ပမာဏကိုကြည့်ပြီးတော့ငပီးလေးထည့်ပေးလိုက်ပါပြီးရင်တော့စီလေးထည့်ပြီးတော့နှက်နေအောင်နေပေးလိုက်ပေါ့နော်အရသာလေးတွေလည်းနေတာလေးတွေနှံ့သွားပြီးအသားလေးကလည်းနှံ့သွားပြီးဆိုရင်တော့ကျမကတော့ငပြောပလေးနဲ့ပေါင်းပါဆိုတော့ငပြောပလေးနဲ့ထုတ်ပြီးတော့မှအိုးပေါ်တင်လိုက်ပါမယ်ရှင်ပေါင်းထုတ်တာတော့မပြတော့ပါဘူးเนาะကဲစားပေါင်းလိုက်ပါဦးမယ်ရှင်ငပြောပလေးတွေကတေးတဲ့ခါကျတော့နှစ်ဖက်သုံးဘက်လောက်မျှပြီးတော့ထုတ်ထားရတာပေါ့เนาะနိုင်ဝက်လာပေါင်းပြီးသွားပြီဆိုတော့ရက်ခုစားလို့ကောင်းတယ်ကမွန်ကျင်ဝတ်သားပေါင်းလေးရပါပြီရှင်လိုက်လို့စားကြည့်တော့ချစ်ချင်းလေးနဲ့သမီးပူပူလေးနဲ့ဆိုရင်ရက်ခုစားလို့ကောင်းပါလေရှင်ကျမကတော့သမင်းတစ်ပတ်ကန်လောက်ဆွဲလိုက်ပါဦးမယ်နော်ဗီဒီယိုကိုစောင့်ကြည့်ပေးတဲ့တရားချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာဘလို့ဟင်းလေးတွေချက်ပြအောင်မယ်လို့ဆိုတာစောင့်ကြည့်ပေးကြပါဦးနော်အားလုံးပဲဘဲမယ်ပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်